ဉာဏ်ကြီးရှင်ကျော်ကြီးဟာအမှုကိုတေချာလေးကယူတစိုက်ကြည့်ပြီးအဖြေရှာနေပါတယ်မအေးဝင်းစီစုထားသလိုပဲဉာဏ်ကတော့သူ့အမတို့စောက်ထုံဖွဲ့ထက်အများကြီးသားပါတယ်အမှုက6လကြာနေပြီမို့ဖြေရှင်းရတာတော့နည်းနည်းခက်မယ်လို့သူ့အမကိုပြောလိုက်ပါတယ်သူတို့ဆွေးနွေးနေတဲ့အချိန်မှာပဲစောက်ထုံတယောက်ကအိမ်ကိုအလဲလာပါတယ်ကျော်ကြီးကိုဘာလို့ချင်းချင်းအကုန်ပေးမယ်လို့ပြောလိုက်တော့သူကစခန်းကိုသွားကျင်တယ်လို့ပြောလိုက်ပါတယ်စုံထောက်တွေအများကြီး6လလောက်မဖြေရှင်းနိုင်ခဲ့တဲ့အမှုကိုသူက3ရက်အတွင်းဖြေရှင်းပေးမယ်လို့အာမခံလိုက်ပါတယ်ဒီလိုနဲ့စခန်းကိုရောက်လာပြီးတော့အမှုကိုစတင်ဖြေရှင်းပါတော့တယ်သူအမကလည်းတခုခုထူးခြားရင်သူ့ကိုအရင်ပြောဆိုပြီးဖားတာပေါ့ CCTV ဆက်နှလုံးကိုတပြိုင်တည်းကြည့်နိုင်တဲ့ဗျာမိုက်တယ်ဗျာအမှုကိုစီကတ်မရှိ9နှစ်အရွယ်ကလေးကိုဖြေရှင်းခိုင်းနေလို့စောက်ထုံကြီးကကဲ့ရဲ့နေပါတယ်ဗိုလ်မှူးကြီးကိုလည်းဒီအကြောင်းကိုအမိရသွားတိုင်တာပေါ့ဗိုလ်မှူးကလည်းခဏလောက်စောင့်ကြည့်လိုက်ရအောင်လို့စောက်ထုံကြီးကိုပြန်ပြောလိုက်တယ်ဒီအချိန်မှာတော့ကျော်ကြီးဟာတဲလွန်စတွေရနေပြီပဲဖြစ်ပါတယ်ကလေးလောက်မှဦးနောက်မရှိတီးတဲ့သူတွေကိုကလေးကသူတို့မသိတဲ့အမှုအကြောင်းရင်းတွေကိုရှင်းပြနေရတော့တယ်စုံထောက်တွေတောင်6လလောက်မဖြေရှင်းနိုင်ခဲ့တဲ့အမှုကိုဉာဏ်ကြီးရှင်ကျော်ကြီးက3ရက်အတွင်းဖြေရှင်းပေးလိုက်နိုင်ပါတော့တယ်အမှုကိုအောင်မြင်စွာဖြေရှင်းနိုင်ခဲ့တဲ့အတွက်ကျော်ကြီးအမတို့စောက်ထုံဖွဲ့ဟာယာတုတိုးသွားပါတယ်ကျော်ကြီးကတော့ငငယ်ရွယ်ရွယ်နဲ့စော်ကြီးပဲလေးဖြစ်ပြီးစကားလေးကတော့စက်သိန်းသွားပါတော့တယ်ဒီလိုကားလေးတွေကြည့်ဖို့မင်းအကောင့်ကိုအခုပဲဖော်လို့လှုပ်ထားလိုက်ကြပါဗျာ